ကျွန်တော်တို့ CCTV ကင်မရာတွေတက်ဆင်အသုံးပြုတဲ့အခါမှာ CCTV system တစ်ခုအနေနဲ့ဘယ်လို error တွေဖြစ်များလဲများသောအားဖြင့် CCTV system တစ်ခုမှာဆိုလို့ရှိရင်အများစုဖြစ်လေရှိတဲ့ပြဿနာကင်မရာကနေရုပ်မပေါ်တော့တဲ့ပြဿနာပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့က no video ဆိုပြီးတော့ဖြစ်တတ်တဲ့ပြဿနာတွေရှိပါတယ်အဲ့တော့ CCTV ကင်မရာဒီဘာကြောင့်ရုပ်မပေါ်ရလဲအဲ့တော့ဒီမေးခွန်းကိုဖြေဖို့ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့က CCTV ကင်မရာတွေဒီဘယ်လိုအခြေအနေမျိုးမှာရုပ်ပေါ်ပေးနိုင်လဲတနည်းပြောမယ်ဆိုလို့ရှိရင် CCTV ကင်မရာကောင်းဖို့လိုပါတယ်နောက်တစ်ခါသူနဲ့ချိတ်ဆက်ထားတဲ့ data cable connection တွေကောင်းဖို့လိုပါတယ်နောက်တစ်ခါဒီကင်မရာနဲ့ cable နဲ့မှာ join ထားတဲ့ connector ကောင်းလေးတွေတနည်းအားဖြင့်ပြောရင်ကျွန်တော်တို့က video plan တော့၎င်း RJ45 network ကောင်းတော့၎င်းဒါလေးတွေကောင်းဖို့လိုပါတယ်နောက်တစ်ခုအရေးကြီးဆုံးကတော့ဒီကင်မရာတွေကိုပေးထားတဲ့ power adapter တွေပေါ့အဲ့တော့ power supply တော့၎င်း power adapter တော့၎င်းသူ့မှာပေးထားတဲ့ဘိုးဒီ ampere ပြည့်မီနေဖို့လိုပါတယ်အကယ်လို့သာကျွန်တော်တို့ IP ကင်မရာသုံးတာဆိုလို့ရှိရင်เนาะ PoE switch တို့သူ့ရဲ့ network connection တွေကောင်းဖို့လိုပါတယ်အဲ့တော့ CCTV ကင်မရာတစ်လုံးရုပ်မပေါ်တော့ဘူးဆိုလို့ရှိရင်ဘာလို့ရမလဲဆိုတဲ့မေးခွန်းကိုဖြေမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကကင်မရာတွေကောင်းမကောင်းလဲပြီးတော့ဆက်ရပါမယ်နောက်တစ်ခါအသုံးပြုထားတဲ့ connection ကြိုးတွေကတ်အောက်ဖြစ်မဖြစ်နောက်တစ်ခါအသုံးပြုထားတဲ့ video plan တွေ RJ45 network ကောင်းတွေကောင်းမကောင်းဒါတန်ကြီးတွေတက်နေလားအဲမှာရေဝင်ပျက်စီးနေလားဆိုတဲ့ဟာလေးတွေကျွန်တော်တို့စစ်ဖို့လိုပါတယ်အဲ့တော့အများစုဖြစ်လေပြက်ရှိတဲ့ပြဿနာကတော့ power adapter တွေ power connection တွေအပြည့်အဝမရောက်တဲ့ error တွေအဖြစ်များပါတယ်နောက်တစ်ခါ connector ကောင်းလေးတွေ loss ဖြစ်တဲ့ပြဿနာလေးတွေအဖြစ်များတယ်ပေါ့နော်အဲ့တော့ CCTV ကင်မရာတစ်လုံးမှာဆိုလို့ရှိရင်အများစုဖြစ်လေရှိတာဥပမာလိုကင်မရာလုံးဝရုံးမပေါ်တော့ဘူးဆိုတာတွေနောက်တော့ကင်မရာမှာ shade တွေတုံတာတွေမှုန်တာတွေဖြစ်တာမျိုးတွေအဲ့လာတွေဒီခုပြောခဲ့တဲ့အချက်လက်တွေအားလုံးပေါ်မှာမူတည်ပြီးတော့မှဖြစ်နေတာဖြစ်ပါတယ်အဲ့တော့တနည်းထပ်ပြောရမယ်ဆိုလို့ရှိရင် CCTV ကင်မရာတစ်လုံးရုံးမပေါ်လို့တော့လကောက်တုံညင်းမှုန်ညင်းနေဖြစ်နေတော့လကောက်ကင်မရာကောင်းမကောင်းစစ်ပါသူ့မှာအသုံးပြုထားတဲ့ကြိုးတွေကောင်းမကောင်းစစ်ပါနောက်တစ်ခါတက်ဆင်ထားတဲ့ connector ကောင်းတွေစင်ပြေလားကောင်းလားစစ်ပါအရေးကြီးဆုံးတော့ power adapter ဘိုး ampere ပြည့်မီရဲ့လားဆိုတာကိုပြန်ပြီးတော့စစ်ဖို့လိုပါတယ်အဲ့တော့နောက်တစ်ခုကတော့ဘာတွေဖြစ်ကြတော့ဆိုလို့ရှိရင် CCTV မှာကျွန်တော်တို့ဒီ headed record အလုံးမလုံးတဲ့ပြဿနာတွေပေါ့နော်အဲ့တော့ CCTV system တစ်ခုမှာကျွန်တော်တို့ကကြည့်ုံတက်နေမဟုတ်ဘူးသူ့ရဲ့ record တွေကလည်းပုံမှန်အလုံးလုံးနေမှလည်းအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့အများစုက CCTV မှာ record မရတော့ဘူးဆိုလို့ရှိရင်ဘာပဲလုပ်ကြတော့ဆိုတော့ဒီ headed တွေကိုအလွယ်တကူလဲကြတယ်ပေါ့နော်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် CCTV တွေမှာ headed ဒီပြက်လေးရှိတယ်ဆိုပေမဲ့လည်းအရင်ဆုံး headed ကိုလဲကြမလို့ပါဘူး။ဘာကြောင့်လဲဆိုတဲ့အခါကျရင်ကျွန်တော်တို့က CCTV စနစ်တွေမှာပုံမှန်အားဖြင့်သူ့မှာ original ပါတဲ့ adapter လေးတွေတွဲဖို့ 2A adapter လောက်ပဲပါတယ်ပေါ့နော်။အဲ့ဒီအခါမှာနောက်ပိုင်းဒီ adapter လေးတွေကပေးနိုင်တဲ့ပို့ဒီ ampere ရောနေလာတာဖြစ်တဲ့အခါကျတော့ဒီ CCTV set အတွက်တော့အလုံးလုံးပေမဲ့ headed အတွက်ကိုလုံးမလုံးနိုင်တဲ့အနေအထားလေးတွေရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလို့ဆိုတော့ဒီလိုမျိုးတွဲဖို့ 5A နဲ့အထက်ပေါ့နော် 7A တို့ညားလေးကောင်းလေးပေါ့ပုံမှန်တော့ 5A လောက်ဆိုလုံလောက်ပါတယ်အဲ့လိုမျိုး adapter ampere ကြီးတာလေးနဲ့အရင်ဆုံးဝယ်ပြီးတော့လဲဆန်းကြည့်ပါဒါဆိုလို့ရှိရင် heading ကောင်းမကောင်းကိုကျွန်တော်တို့ကအရင်ဆုံးကြည့်ပါအကယ်လို့မှဒီ adapter လဲရဲ့သားနဲ့မှ heading ကလည်း no heading တော့လကောက် error တော့လကောက်ပြနေပြီဆိုရင်တော့ heading လဲဖို့ကျွန်တော်တို့ထပ်ပြီးတော့စမ်းသပ်ဖို့လိုပါတယ်နောက်တစ်ခုကကြတော့အများစုဖြစ်လေရှိတာဒီ system date တိုင်းမှားတဲ့ပြဿနာပေါ့အဲ့တော့ system date တိုင်းတွေမှားယွင်းနေမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ရဲ့ဒီ CCTV တွေဒီပုံမှန်အလုံးမလုံးနိုင်ပါဘူးသူ့ရဲ့မှားယွင်းနေတဲ့ data အချက်လက်တွေပဲရမှာဖြစ်တဲ့အခါကျတော့ system date တိုင်းတွေကိုလည်းကျွန်တော်တို့အများအားစစ်နေဖို့လိုတယ်ကဲလို့များတာ system date တိုင်းတွေမှားယွင်းနေပြီဆိုလို့ရှိရင်တော့စက်ထဲမှာပါလာတဲ့ CMOS တက်ခဲလေးတွေကိုကျွန်တော်တို့ကဖြုတ်ပြီးတော့လဲပေးဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအများစုရှိဖြစ်လေရှိတဲ့ပြဿနာအပြင်ပြောမယ်ဆိုလို့ရှိရင်เนาะ power ရေးကြည့်ပါတယ် power adapter တွေဒီမကြာခဏ error ဖြစ်လေရှိပါတယ်အဲ့တော့ CCTV နဲ့ပတ်သက်ပြီးတော့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့ power board ampere ပြည့်မီတော့ quality ကောင်းမွန်တဲ့ device တွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့အသုံးပြုဖို့လိုပါတယ်နောက်အများစုဖြစ်လေရှိတဲ့နောက်ထပ် error တစ်ခုကတော့ device login password မေးတဲ့ပြဿနာပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ကလည်းကျွန်တော်တို့သက်ဆိုင်ရာ model like brand like ကျွန်တော်တို့ဒီပြဿနာ forgot password ဆိုပြီးတော့ password တွေပြန်ပြီးတော့ဖြည့်ရှင်းအသုံးပြုလို့ရနေပါပြီအဲ့ CCTV system တစ်ခုမှာတော့အခုပြောခဲ့တဲ့အချက်ကလေးတွေကတော့ဒါကျွန်တော်တို့အများစုကြုံတွေ့နေရတဲ့အခက်အခဲလေးတွေပဲဖြစ်ပါတယ်